နေပြည်တော်လောကရဲ့ရှင်ပြိုင်မှုတွေထဲမှာအကြီးမားဆုံးနဲ့လူစိတ်ဝင်စားဆုံးလို့ပြောလို့ရတဲ့ရှင်ပြိုင်မှုတစ်ခုရှိတယ်။အဲ့ဒါကတော့ Apple နဲ့ Samsung ဖုန်းချင်းရှည်ရတာလွယ်ကူနိုင်ပေမဲ့လည်းသူတို့ရဲ့ business ပုံစံကတော့အတော်လေးကိုကွဲပြားတယ်။နံပါတ်1အနေနဲ့ကတော့ closed ecosystem နဲ့ open ecosystem Apple ကကြတော့သူတို့ရဲ့ wallet garden လို့ခေါ်တဲ့တည်တံ့စနစ်ကိုသုံးတယ်။ iPhone ရှိမှဆိုရင် Mac, iPad, Apple Watch စတွေနဲ့ချိတ်ဆက်မှုမှာချုံးဝင်နေလိမ့်မယ်။ဒါပေမဲ့တခြား brand တွေနဲ့ချိတ်ဆက်ရတာခက်ခဲပြီးတော့ user တွေကိုသူတို့ရှိကနေထွက်မသွားအောင်လို့ဆွဲဆောင်ထားနိုင်တယ် No, God! No, God, please, no! No! Samsung ကတော့ open ecosystem ကိုသွားတယ် Android ဖြစ်တဲ့အတွက်ကြောင့်မလို့တခြား device တွေနဲ့ချိတ်ဆက်ရတာပိုမိုလွယ်ကူတယ်ဒါ့အပြင် Samsung ကရေခဲတစ်တာလေးပေးဆက်စတဲ့အိမ်သုံးပစ္စည်းတွေလည်းထုတ်လုပ်တဲ့အတွက်ကြောင့်မလို့ smart home ဖန်တီးခြင်းတဲ့လူတွေအတွက်တော့ပိုမိုကျယ်ပြန့်တယ်နံပါတ်2 profit strategy Apple ကပမာဏအများကြီးရောင်းရတဲ့ထက် high profit margin ကိုပိုပြီးတော့တန်ဖိုးထားတယ်ဖုန်းတစ်လုံးချင်းစီကရတဲ့အမြက်ကတခြားဘယ် brand နဲ့မှမတူတော့အောင်လို့များတယ် hardware ပြင် App Store, iCloud, Apple Music စတဲ့ service တွေကနေပြီးတော့အမြတ်ရရှိအောင်လို့လုပ်ထားတာပါဒီနေရာမှာ Samsung ကတော့သူတို့ရဲ့ device တွေနဲ့သူတို့ပေါ့နော်ဈေးပေါ်တဲ့ဖုန်းတွေကနေပြီးတော့ဈေးကြီးတဲ့ဖုန်းတွေအထိဈေးကွက်ရဲ့ဝေစုကိုသူတို့ကအငြိမ်အမြောက်ခွဲယူတာခင်ဗျားတို့သိလားမသိဘူးထူးခြားတာက Samsung က Apple ကို display တွေချစ်အစိတ်ပိုင်းတွေကိုရောင်းပေးနေတဲ့ major supplier ကြီးဖြစ်နေရဆိုတာပဲနံပါတ်3အနေနဲ့ကတော့ innovation Samsung ကတော့အားလုံးသိကြတဲ့အတိုင်းပဲ risk taker တွေပဲ affordable ဖုန်းတွေတို့ 108 zone တို့စတာတွေကိုစတင်ပြီးတော့တည်ထွင်ခဲ့တယ် Apple က perfecting not fast လို့ပြောလို့ရတယ်နည်းပညာတစ်ခုကိုအရင်စမလုပ်ဘူးဒါပေမဲ့လုပ်ပြီဆိုရင်လည်းအချောမွေဆုံးနဲ့အကောင်းဆုံးဖြစ်အောင်လုပ်တတ်တဲ့ style မျိုးအဲဒါကြောင့်မလို့အများနဲ့အသစ်ဆန်းနေမြင်ရင်တော့ Samsung ဘက်မှာရှိနေဖို့တိုက်တွန်းလိုက်တယ်အတူတူပြောရမယ်ဆိုရင် Apple က luxury ဆန်ပြီး quality ကိုအဓိကထားတဲ့တည်တံ့ကဘာလေးတစ်ခုကိုတိစောက်ထားတယ် Samsung ကတော့နည်းပညာအစုံလေးနဲ့လူတိုင်းလက်မီအောင်လုပ်ပေးနေတဲ့နည်းပညာ empire ကြီးတစ်ခုပါခင်ဗျားတို့ရော Apple ရဲ့စနစ်ကြမှုကိုကြိုက်လား Samsung ရဲ့လွတ်လပ်မှုကိုကြိုက်လားကောင်းမှပြောသားပြပါဦးကျွန်တော်မူမူပါစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုနဲ့အတူတူပြန်တွေ့ကြပါမယ်